အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့မြန်မာနိုင်ငံရဲ့အသုံးအများဆုံးစီတွေကမှနေပဲစီနဲ့နေကြစီတို့ရဲ့မတူညီပုံလေးတွေကိုပြောပြပေးချင်ပါတယ်နော်နေပဲစီနဲ့နေကြစီတို့ဟာမြန်မာအိမ်တော်စုတွေအများစုမှာအသုံးများတဲ့စီတွေဖြစ်ပါတယ်ဘယ်စီကပိုကောင်းတယ်လဲဆိုတာကတော့ကိုကဘယ်လိုရင်းမျိုးချက်ပြုတ်စားတယ်လဲဆိုတဲ့ပုံမှာမူတည်ပါတယ်ပထမဦးစွာကျမကြီးရှူတော်အနေနဲ့ပြောရမယ်ဆိုရင်မြေပဲစီက mono unsaturated fat ဆိုတဲ့မပြေဝစီဖြစ်ပါတယ်။သူကမကောင်းတဲ့ cholesterol တွေဖြစ်တဲ့ LDL ကိုခန္ဓာကိုယ်ထဲကနေလျှော့ချပေးနိုင်တယ်။ဗီတာမင် E ပါဝင်တဲ့အတွက်ကြောင့်မို့ဆဲရီပျက်စီးမှုကနေကာကွယ်ပေးတဲ့ antioxidant တွေလည်းပါဝင်ပါတယ်။မြေပဲစီဟာ smoke point လို့ခေါ်တဲ့မီးခိုးထွက်မှတ်မြင်မာတဲ့အတွက်ကြောင့်မို့အပူပြင်းပြင်းနဲ့ကြော်ရတဲ့ဟင်းလျာတွေအတွက်အလွန်သင့်တော်ပါတယ်။နေကြစီမှာ polyunsaturated fat လို့ခေါ်တဲ့ omega 6ကျွဲဝါစွာပါဝင်ပါတယ်။ဗိုက်တာမင် E လည်းနေကြစီမှာအများဆုံးပါဝင်ပါတယ်။အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။တခုတတိပြုရမှာကနေကြစီမှာ omega 6များစွာပါဝင်တဲ့အတွက်ကြောင့်မို့ခန္ဓာကိုယ်ထဲမှာ omega 6များလွန်းနေဆိုရင်ရောင်ရမ်းမှုတွေဖြစ်စေနိုင်တဲ့အတွက်ကြောင့်မို့တခြား omega 3ကျွဲဝါတဲ့အစာအစာတွေဥပမာငါးတို့နဲ့မြတ်တာအောင်စားပေးဖို့လိုအပ်ပါတယ်။တခြားနှမ်းရှင်ချိနိုင်တဲ့အကြောင်းအရာတွေအကြောင်းကိုဆက်ပြောပါမယ်။ဝယ်ယူရရှိနိုင်မှုအနေနဲ့ဆိုရင်မြေပဲစီကမြန်မာပြည်ထုတ်ကုန်ဖြစ်တဲ့အတွက်နေရာအနှံ့ပြားမှာရရှိနိုင်တယ်။နေကြစီကပြည်ပသွင်းကုန်များပြီးတော့စူပါမားကတ်တွေဈေးဆိုင်တွေမှာတစ်စိတ်မျိုးစုံနဲ့ရရှိနိုင်ပါတယ်။အနံ့အရသာကိုရှင်ကြည့်ရမယ်ဆိုရင်မြေပဲစီကအနံ့ပို့ပြီးတော့မှွေပါတယ်။အကျော်လော်အတွက်ကောင်းတယ်။နေကြစီကကြတော့အနံ့အရသာကင်းစင်ပြီးတော့ဟင်းရဲ့အရသာကိုမပြောင်းလဲစေပါဘူး။အတုတ်တုတ်တာတို့စီတက်ချက်တာတို့အနှင်းငယ်ကြော်တာတို့အတွက်ဆိုရင်နေကြစီကကောင်းမွန်ပါမယ်။ဘယ်စီကိုသုံးမလဲဆိုတာကတော့အကျော်လော်အတွက်ဆိုရင်မြေပဲစီကိုသုံးသင့်ပါတယ်။သူကအပူဒဏ်ကိုခံနိုင်တဲ့အတွက်ကြောင့်မို့စီရဲ့ဂုဏ်သက်တည်ပျက်စီးတာကိုနည်းတဲ့အတွက်ကျမရည်နဲ့ပို့ပြီးတော့ညီညွတ်ပါတယ်။အတုတ်တုတ်တာတို့ပပပချက်တာတို့ဆိုရင်တော့နေကြစီကိုရွေးချယ်နိုင်ပါတယ်။စီနဲ့မပြင်းမှုမို့ဟင်းသီးရွက်တွေရဲ့မူလရတာကိုပို့ပြီးတော့ပေါ်လွင်စေပါတယ်။တခုတတိပြုရမှာကနေကြစီကိုအချိန်ချင်းပြန်ကြော်စားခြင်းရရောရှောင်ကျဉ်သင့်ပါတယ်။ကျမရေးအတွက်အကောင်းဆုံးနည်းလမ်းကတော့စီတစ်မျိုးတည်းကိုစားသုံးတာထက်ကိုယ့်ရဲ့အသုံးပြုပုံပေါ်မူတည်ပြီးတော့မှစီကိုအမျိုးအစားပြောင်းပြီးတော့စားသင့်ပါတယ်။ဘယ်စီကိုပဲရွေးချယ်စီစစ်ဖို့ရကတော့ပထမဦးစားပေးဖြစ်ပါတယ်။ဒီပဲစီမှာမော်စိတ်ကင်းစင်ဖို့လိုအပ်တယ်လို့နေကြစီမှာလည်းပဲဓာတုကင်းစင်တဲ့စီဖြစ်ဖို့အရေးကြီးပါတယ်။ဒါလေးကတော့မြန်မာနိုင်ငံရဲ့အသုံးများတဲ့စီတွေထဲမှာဒီပဲစီနဲ့နေကြစီရဲ့နိုင်ရှင်ပြပုံလေးဖြစ်ပါတယ်။ကျမရင်းနဲ့ညီညွတ်ပြီးတော့အနံ့ရတာပြည့်စုံတဲ့ဟင်းလျာတွေချက်ပြုတ်စားသုံးနိုင်ကြပါစေနော်။ဒီဗီဒီယိုလေးကကြည့်ရှုသူတွေအတွက်တစုံတရာကြိုးရှိမယ်ဆိုရင်ပြန်လည်မျှဝေသွားလို့ရပါတယ်ရှင်။ကြည့်ရှုအားပေးကြသူတယောက်ချင်းစီကိုကျေးဇူးများကြီးတင်ပါတယ်။နောက်ရက်မှာပြန်ဆုံတွေ့ကြမယ်နော်။ဘိုင်ဘိုင်။